ဒုတိယကမ္ဘာစစ်အတွင်းမှာအမေရိကန်သမ္မတထရူမန်ကစစ်ကိုအဆုံးသတ်စေနိုင်မဲ့လက်နက်တစ်ခုကိုစတင်ခဲ့တယ်။အိုပန်ဟိုင်မာရဲ့မေဟတ်တန်စီမံကိန်းကနေပေါ့1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာတော့ထရူမန်ရဲ့ခွင့်ပြုချက်နဲ့အီနိုလာဂီလေယာဉ်ဟာဟီရိုရှီမာမြို့ပေါ်ကိုဝဲပြန်သွားခဲ့တယ်။မနက်8:15မိနစ်ကောင်းကင်ဟာမီးတောက်ခဲ့တယ်။မြို့ကြီးတစ်ခုလုံးမီးတိမ်လုံးတွေအောက်မှာပျောက်ကွယ်သွားပြီးလူတွေကစက္ကန့်မိုင်တွင်သေဆုံးခဲ့ရတယ်။3ရက်ကြာမှာတော့နာဂါဆာကီမြို့ဟာလည်းလူညီတဲ့ကတ္တမကိုခံစားခဲ့ရတယ်။ဟိုဘွဲပုံစံပောက်ကွဲမှုကြီးကိုဂျပန်နိုင်ငံလုံးမယုံနိုင်စွာငေးကြည့်နေခဲ့ကြရတယ်။ဂျပန်ဘီရင်ဟီရိုဟီတိုရဲ့လက်နက်ချကြောင်းကြေညာချက်နဲ့အတူစစ်ပွဲဟာပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့တည်ဆုံးသွားခဲ့သူတွေရဲ့အရေးတွေကနေရန်တွေနဲ့ကြောက်တုံးတွေပေါ်မှာဆွဲထင်ရခဲ့တယ်။အဲ့ဒီဖြစ်အတွက်အမေရိကန်ဟာလည်းမေကွန်းထုတ်မှုများစွာကိုရင်ဆိုင်ခဲ့ရတယ်။မေဟတ်တန်စီမံကိန်းကဒုတိယကမ္ဘာစစ်ကြီးကိုအဆုံးသတ်နိုင်ခဲ့ပေမဲ့ကိုအန်နီရဲ့ကြီးတဲ့အနာဂတ်စစ်ပွဲတစ်ခုကိုတော့စာပြိုးခဲ့မိပါတော့တယ်။